လောကုတ္တရာအတွက်နော်အကျိုးစီးပွားတွေကိုပြုလုပ်ဆောင်ရွက်နေတာအကျိုးလောကုတ္တရာစီးပွားတွေကိုရှားနေတာလည်းပြုနေတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီလောကီစီးပွားဥစ္စာတွေကနော်ရာဇဝတ်၅ပါးနဲ့ဆက်ဆံနေတဲ့အတွက်ကြောင့်သူကအနှစ်သာရမရှိဘူးမမြဲဘူးပေါ့နော်။ဒါတော့မလို့အနှစ်ဖြစ်တဲ့လောကီစီးပွားဥစ္စာတွေရဲ့အနှစ်သာရဖြစ်တဲ့ဒီလိုဒါနကောင်းမှုကိုဒီကနေ့နော်ထုတ်ယူနေတယ်လောကုတ္တရာစီးပွားတွေကိုရှားနေတယ်သို့မဟုတ်နော်မိမိတို့ပိုင်ဆိုင်ထားတဲ့လောကီစီးပွားဥစ္စာတွေကနေပြီးတော့မိမိတို့ကအထုနိတ်ကိုထုတ်ယူနေတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီလောကုတ္တရာစီးပွားရှာတဲ့အခါမှာလည်းပဲဒီလောကုတ္တရာစီးပွားကမိမိတို့ဘဝတပ္ပံကိုရောက်ရှိသွားတဲ့အခါမှာနော်နိဗ္ဗာန်တရားမြတ်စကြာမိမိတို့ဘဝတပ္ပံမှာကျင့်နေတဲ့အခါမှာဒီလောကုတ္တရာစီးပွားလို့ခေါ်တဲ့ဒါနကုသိုလ်တွေကကုသိုလ်ဘာဝနာကုသိုလ်တွေကလည်းမိမိကိုနိဗ္ဗာန်များနဲ့ဈာကလာမှာဘဝတန်တန်မှာကျင့်နေတဲ့အခါမှာနော်အစစ်အစစ်ပြည့်နေနိုင်အောင်မိမိကိုဒီကုသိုလ်တရားတွေကနေပြီးတော့ပဲမိမိတို့ကိုစောင့်ရှောက်ပေးပါတဲ့ဒါကြောင့်မိမိတို့ကလောကီစီးပွားတွေကိုရှားတယ်လို့လောကုတ္တရာစီးပွားဖြစ်တဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုလည်းပဲရှားရတယ်တဲ့နော်အဲ့လိုရှားမှသာလေမိမိတို့ရှားပေးထားတဲ့စီးပွားဥစ္စာတွေကနေပြီးတော့နော်အနှစ်သာရကိုထုတ်ယူတယ်အဲ့ဒီအနှစ်သာရကဒါနအနှစ်သာရဖြစ်တယ်ပေါ့နော်မိမိတို့ခန္ဓာကိုယ်ကြီးရဲ့အနှစ်သာရဆိုတာကသီလနော်မိမိတို့ခန္ဓာကိုယ်ကြီးကလည်းအနှစ်မရှိဘူးအဲ့ဒီအနှစ်မရှိတဲ့ဒီခန္ဓာကိုယ်ကြီးတွေကတပြီးတော့မိမိတို့ကအနှစ်ဖြစ်တဲ့သီလနော်သီလအနှစ်ကိုထုတ်ယူရမယ်တဲ့ခန္ဓာကိုယ်ရဲ့အနှစ်သာရကသီလနော်အသက်ရှင်နေတဲ့ဘဝတစ်ခုလုံးရဲ့အနှစ်သာရကဘာဝနာတဲ့နော်အားကြောင့်လို့မိမိတို့လောကုတ္တရာစီးပွားဖြစ်တဲ့ဒါနသီလဘာဝနာတရားတွေကိုမိမိတို့ကြိုးစားရှောင်ဖို့ကြရမယ်ပေါ့နော်ဘုရားရှင်တဲ့အခါကမဟာရဏကုန်တယ်ကြီးဆိုတာရှိတယ်ဘုရားရှင်တာဝတိပြည်ကိုစီတော်ကြောင့်တော့တရင်သုံးနေစဉ်အခါကတာဝတိပြည်နဲ့ယူဇနာတရား120ဝေးกว่าတဲ့ရာဇဂုပြည်မှာမဟာရဏကုန်တယ်ကြီးရှိတယ်အဲ့ဒီမဟာရဏကုန်တယ်ကြီးဟာဆိုလို့ရှိရင်သူ့မှာအလုံးစုံဓမ္မများပြားတဲ့စီးပွားဥစ္စာယတနာတွေရှိတယ်အဲ့ဒီစီးပွားဥစ္စာတွေများစွာရှိပါတော့လည်းပဲဒီမှာတဏှာတတိကြီးဟာသူကစဉ်းစားတယ်ငါပိုင်ဆိုင်တဲ့ဒီပစ္စည်းဥစ္စာတွေကိုစီးပွားမရှာပဲတဲ့နော်ဒီပစ္စည်းဥစ္စာတွေကိုနေစဉ်နဲ့အမြတ်တုံးဆွဲနေမယ်စားတော့နေမယ်ဆိုလို့ရှိရင်ငါပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကတဖြည်းဖြည်းနဲ့ပြုံလုံးလိုပဲလုံးပါသွားတယ်ပဲဒါကြောင့်လို့ငါလည်းဘလောက်ပဲချမ်းသာတော့ချမ်းသာပါစေတဲ့စီးပွားဥစ္စာတွေတော့ငါအဆက်မပြတ်ရှာရမယ်ဆိုပြီးတော့ဒီမှာကကုန်တယ်ကြီးကသူချမ်းသာတဲ့စီးပွားဥစ္စာတွေပေါ်မှာစီစဉ်ဥစ္စာယတနာတွေပေါ်မှာသူကနော်ခံစားပြီးတာယာနေပဲစီးပွားဥစ္စာတွေကိုအဆက်မပြတ်ရှာနေတယ်ဒီမှာကကုန်တယ်ကြီးရှာနေတာကလောကီစီးပွားဥစ္စာယတနာတွေကိုရှာနေတယ်ဒီမာရဏတတိကြီးကလောကုတ္တရာစီးပွားဥစ္စာယတနာတွေဖြစ်တဲ့နော်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုရှာဖွေဖို့မြင့်နေတယ်ဒီနေ့တော့ဒီမာရဏတတိကြီးကတာဝတိပြည်မှာပေါ့နော်နဂဂေါတမေရှိတယ်အဲ့လိုနဂဂေါတမေရှိတဲ့အတွက်ကြောင့်သူကဒီရာဇဂုပြည်ကနေပြီးတော့အဝတ်အထည်တွေကိုသူကလင်း900နဲ့တိုက်ပြီးတော့နော်ဒီတာဝတိကြီးရဲ့နဂပွဲတဲ့မှာဒီအဝတ်အထည်တွေကိုရောင်းတယ်ပေါ့နော်သူကအရောင်းဝယ်လုပ်တယ်ဆိုပြီးတော့သူဒီအဝတ်အထည်တွေကိုလင်း900နဲ့တိုက်ပြီးတော့တာဝတိကြီးကိုသွားတယ်တာဝတိပြည်သားကိုရောက်တဲ့အခါမှာပေါ့နော်တာဝတိပြည်ကိုသွားတော့လမ်းမှာခိပန်းလဲတွေကိုလူတွေနဲ့နွားတွေကိုလူတွေကိုခိပန်းတာဝတိမျိုးလေးကိုဝင်ကန်နေတာဝတိမျိုးသားကိုရောက်တဲ့အခါမှာညနေရတယ်ဆောင်းနေပြီညနေဆောင်နေတော့တာဝတိမျိုးရဲ့အနီးမှာသူကအာစိရဝတိမြစ်ဆိုတာရှိတယ်နော်အဲ့ဒီအာစိရဝတိမြစ်နဲ့မြစ်ရဲ့တစ်ဖက်ကမှသူကဒီမြစ်ကိုကူးလိုက်တာနဲ့အဲ့အာစိရဝတိမြစ်ဆိုတာကလည်းနော်အမြဲတမ်းရည်ရှိတဲ့မြစ်အဲ့ဒီမြစ်ကိုကူးလိုက်တာနဲ့ဘုရားတို့တာဝတိမျိုးလေးကိုရောက်ပြီးသို့တော်လည်းပဲဒီမှာကတတိယကြီးကသူ့ရဲ့ဘာတွေကိုလူတွေကိုသာသနာ့တရားတွေလာတဲ့အတွက်ကြောင့်ခရီးပန်းနေတဲ့အတွက်ကြောင့်တာဝတိမျိုးလေးကိုတတ်တော်မသိပဲနဲ့
နောက်နေ့မနေ့မှာပဲဝင်မယ်ဆိုပြီးတော့သူကအချိန်ဆွဲလိုက်တယ်အဲ့ဒီအာဇိရဝတိမြင့်ရဲ့ဒီဘက်တစ်ဖက်ကမ်းမှာသူတို့ကိုဒီမဟာဒနာတစ်ချက်တကွာနော်လဲတာ900စကန်ချနေတယ်အဲ့လိုနေတဲ့အချိန်မှာပဲသူတို့ဒီအာဇိရဝတိမြင့်ကမ်းဘေးမှာစကန်ချတယ်ညမှာပဲအခါမဲ့ဘိုးကြီးကရွာသွန်းလာပြီးတော့ဒီရေမရှိတဲ့အာဇိရဝတိမြင့်ကြီးကနော်ရေပြည့်ရေရှမ်းဖြစ်သွားတဲ့အတွက်ကြောင့်သူတို့ဒီတဝတိကြီးတွေကိုဒီသူတို့လာတဲ့ရေတွေကတဝတိကြီးမှာနတ်ကဘောဓမီကိုအမိပြုပြီးတော့သူကဘဝအခြေရောင်းဝယ်မယ်ဆိုပြီးတော့စီဝါရီတော့မယ်ဆိုပြီးတော့ရွေးပြီးတော့လာတယ်။ဘုရားတော်များတော့လည်းပဲဒီအာဇီယဝတိပြည်ဒီမှာသူတို့စကားချနေတဲ့အချိန်အခါမဲ့ပုံကြီးတော်လိုက်တဲ့အတွက်ကြောင့်နော်အချိန်ဒီအခါကြီးဦးဇင်းတို့တာဝတိပြည်ကိုမဝင်နိုင်တော့ဘဲနဲ့ဒီအာဇီယဝတိပြည်ကြီးရှန်တာကလည်းဦးဇင်းတို့ခုနှစ်ရက်ကြာသွားတယ်။အဲ့လိုခုနှစ်ရက်ကြာသွားတဲ့အခါမှာတာဝတိမြို့မှာကျင်းပတဲ့နတ်ကဘောဓမီကြီးကလည်းပြီးဆုံးသွားတယ်နော်နတ်ကဘောဓမီပြီးဆုံးသွားတော့သူတို့လာတဲ့ရွေးချက်ကဒီဘောဓမီကိုအမိပြုပြီးတော့နော်ဒီအဝတ်အထည်တွေရောင်းမယ်ဆိုပြီးတော့လာတာတို့တော်လည်းပဲအချိန်ဆွဲလိုက်တဲ့အတွက်ကြောင့်သူတို့ဒီနော်စီဝါရေးတွေနောက်ကျတော့ခုနှစ်ရက်နောက်ကျသွားတဲ့အတွက်ကြောင့်မဟာဒနာတိမဟာဒနာကုတေကြီးကနေပြီးတော့သူကပြန်ပြီးတော့တစ်ချက်စဉ်းစားတယ်လူစဉ်းစားတယ်ဆိုရင်ဒီနတ်ကဘောဓမေကိုအမိပြုပြီးတော့အဝတ်အထည်တွေရောင်းဖို့လာတာအခုတော့ရေကြီးရေရှမ်းမှုနဲ့တွေ့ပြီးတော့သူကဒီနတ်ကဘောဓမေကိုလည်းမမီတော့ဘူးနတ်ကဘောဓမေမှာမရောင်းလိုက်ရတဲ့အတွက်ကြောင့်ဒီအဝတ်အထည်တွေကိုရာဇဂုကြီးကိုပြန်ယူသွားမယ်ဆိုရင်လည်းပဲနော်တေယူဖို့ဆောင်ကားတွေကုန်ကျစရိတ်ကြီးများတယ်ဒါဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့သူကစဉ်းစားတဲ့အခါမှာကဲဒီနာဝတိဒီမှာပဲဇေဒန်တန်းဆောက်ပြီးတော့ပေါ့နော်ဇေဒန်ဆောက်လို့ရမယ်နေရာတစ်ခုကိုရှာမယ်အဲ့ဒီနေရာရှာပြီးတော့နေရာရလာပြီဆိုရင်ဇေဒန်ဆိုင်ကန်းနဲ့ဆောက်ဇေဒန်ဆိုင်ကန်းနဲ့ဆောက်ပြီးတော့ဒီပစ္စည်းတွေကိုကောင်းအောင်ချမယ်အဲ့ဒီလိုကောင်းအောင်ချပြီးမှလာတဲ့ရာဇဂုကြီးကိုပြန်မယ်ဆိုပြီးတော့မဟာဒနာတထေကြီးကစဉ်းစားပြီးတော့သူစဉ်းစားထားတဲ့အတိုင်းနောက်ဆိုင်ဇေဒန်ဆောက်ဆိုင်ကန်းနဲ့ဆောက်ပြီးတော့သူတေဆောင်လာတဲ့ဒီအဝိတ္တေတွေကိုရောက်ချတယ်။ဒီနေ့တော့ကမှလည်းဘုရားရှင်ရဲ့တကွာနာဂံ900ကဦးဇင်းတို့သုံးခံကြလာတဲ့အခါမှာဘုရားရှင်ကဒီမဟာဒနာတတိကြီးကိုမြင်ပြီးတော့ပြုံးတော်မူတယ်။ဘုရားရှင်ပြုံးတာကိုရှင်အနန္ဒာကမြင်တော်မူတဲ့အခါမှာဘုရားရှင်ကိုဒီအကြောင်းနဲ့ပြုံးတော်မူပေါ့နော်။ဘုရားရှင်ပြုံးတော်မူတာကတော့အကြောင်းတစ်ခုလို့ရှိနေတယ်ဆိုပြီးတော့ဘုရားရှင်ကိုပြီးဆောင်တဲ့အခါမှာဘုရားရှင်ကတဲ့ပြုံးတော်မူရခြင်းနဲ့အကြောင်းရင်းကဥမာဈေးရောက်နေတဲ့မဟာဒနာကုန်တယ်ကြီးဒီရဲ့ခုချိန်ထိသူ့မှာလောကုတ္တရာစီးပွားတွေဆိုတာတခုမှမရှိဘူးတခုမှလည်းပဲမရှာဘူးတဲ့သူကမရေနိုင်မတွက်နိုင်အောင်ပေါ်ဒီလောကီစည်းစိမ်ဥစ္စာယတနာတွေဟိုတော့အဆက်မပြတ်ရှာဖွေနေတယ်လောကုတ္တရာစီးပွားဥစ္စာယတနာဖြစ်တယ်နော်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုတဲ့ဒီတစ်ချိန်တစ်ခါမှမရှာဘူးတဲ့ဒါနကိုလည်းတစ်ခါမှမပြုဘူးသီလကိုလည်းတစ်ချိန်မှမစောင့်စေဘူးဘာဝနာကိုလည်းတစ်ခါမှမပွားများဘူးတဲ့ဒါကြောင့်သူ့ကိုသနာတော်အားဖြင့်ဒီကျုံးတော်မူတာဖြစ်တယ်ပေါ့နော်သူဒီရဲ့ဒီနေ့မှစပြီးတော့ရည်ကျွဲလို့ရှိရင်နောက်9ရက်မြောက်နေ့မှာဘဝတရားကိုတောင်းရှိသွားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နော်ရရပြောမယ်ကျွန်တော်တို့တည်မဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့နော်နောက်9ရက်မြောက်တဲ့နေ့မှာဒီပုဂ္ဂိုလ်ဒီမဟာဒနာပုဂ္ဂိုလ်ကြီးကဒီမှာအဲ့ဒါကိုငါကသူ့ကိုသနာတော်အားဖြင့်ဒီပြုံးတာဖြစ်တယ်ဆိုပြီးတော့ဘုရားရှင်ကမိန့်တော်မူတဲ့အခါမှာရှင်အနန္ဒာကဒါဆိုလို့ရှိရင်အဲ့ဒီမဟာဒနာပုဂ္ဂိုလ်ကြီးကိုတပည့်တော်သွားပြီးတော့အဲ့ဒီအကြောင်းပြောပြရစီပေါ့နော်ဘာလို့လဲအဲ့ဒီလိုဘုရားရှင်ကဖွင့်တောင်းတာလဲဆိုလို့ရှိရင်ဒီလိုသူနောက်9ရက်ပြည့်တဲ့အခါမှာသူဘဝတရားကိုပြောင်းရမယ်ဆိုတာသိလို့ရှိရင်အဲ့ဒီအတွက်နော်ဘဝနောက်ဘဝတမန်တော်အတွက်သူ့မှာလောကုတ္တရာစီးပွားရေးရှားခြင်း9ရက်ရှိသေးတဲ့အတွက်ကြောင့်အကယ်၍ရှားရမယ်ဆိုရင်လည်းရှားနိုင်လို့ရရှားလို့ရအောင်ဒီလိုတော့ပြီးတော့အသိပေးပြစေဆိုပြီးတော့ရှင်အာနန္ဒာကနေပြီးတော့ဘုရားရှင်ကိုလျှောက်ထားတယ်ဘုရားရှင်ကိုလျှောက်ထားတဲ့အခါမှာလည်းဘု
ရားရှင်ကခွင့်ပြုတော့ရှင်အနန္ဒာကနေပြီးမာရတနာဘုံသေးကြီးကကိုသွားပြီးတော့ဒီကားတော့ဘယ်ရက်ကနေလာလာလဲဆိုပြီးတော့စကားကိုစတာတပည့်တော်ရာဇဂုတိကနေလာတာပါဒီတာဝတိဒီမနကဘောဓိကိုအမိပြုပြီးတော့အဝိအထေကိုရောက်ဖို့အတွက်ပြုလာတာဖြစ်ပါလေဒါဆိုရင်ဒီတာဝတိဒီမှာဘယ်တော့ကြာနေပါလဲဆိုပြီးတော့ထပ်ပြီးတဲ့အခါတပည့်တော်သေဆောင်လာတဲ့ဒီအဝိအထေတွေရောက်ဖို့တဲ့အချိန်ဒီမှာပါလို့ရှောက်တဲ့အခါမှာရှင်အနန္ဒာကနေပြီးတော့ဒကာကြီးဒီအဝိအထေတွေရောက်ဖို့တဲ့အချိန်တရားမှာမဟုတ်ဘူးဒကာကြီးဒီနေ့ကစပြီးတော့ရေသွဲလို့ရှိရင်နောက်9ရက်မြောက်နေ့မှာဒကာကြီးဘဝတစ်ပါးကိုတောင်းရလိမ့်မယ်ဆိုပြီးတော့ရှင်အနန္ဒာမင်းတော်မူတဲ့အခါမှာအာရှင်တရားဘာလို့ဒီလိုပြောရတာလဲတပည့်တော်ကဘယ်သူကဒီလိုမျိုးနောက်9ရက်ရောက်လို့ရှိရင်ဘဝတစ်ပါးကိုတောင်းလိမ့်မယ်ဆိုပြီးဘယ်သူကပြောတာလဲဆိုပြီးတော့ဒေါသတကြီးနဲ့ပြန်ပြီးတော့လေးလျှောက်တဲ့အခါမှာရှင်အနန္ဒာကနေပြီးတော့ဘုရားရှင်ကိုယ်တိုင်မင်းတော်မူတဲ့အကြောင်းပြောတဲ့အခါမှာဒါဆိုလို့ရှိရင်တပည့်တော်ကဒီရှင်အနန္ဒာကနေပြီးတော့တတိပေးလိုက်တယ်ပေါ့နော်တခါကြီးဒီယောဂီစီဝါဥစ္စာယန္တနာတွေကိုတော့အဆက်မပြတ်ရှာဖွေနေတယ်လောကုတ္တရာစီဝါဥစ္စာယန္တနာဖြစ်တဲ့ဒါနကုသိုလ်ကိုလည်းတခါမှမပြုဘူးသီလကုသိုလ်ကိုလည်းတခါမှမဆောက်သိဘူးဘာဝနာကုသိုလ်တွေကိုလည်းတခါမှမပွားများဘူးဒါကြောင့်ဒါနသီလဘာဝနာတွေနော်ဒါနပြုခြင်းသီလဆောက်တည်ဘာဝနာပွားခြင်းရောက်အောင်ကိုပူဇော်လာပြီးတော့တတိပေးခြင်းဖြစ်တယ်ဆိုပြီးတော့ရှင်အာနန္ဒာကမြင့်တော်မူတဲ့အခါမှာဒီမာသနာတတိကြီးကလည်းပဲအဲ့ဒီခါကျမှသူဒီနော်ငယ်စဉ်ဘဝကနေပြီးဒီလိုအချိန်ကြီးအသက်အရွယ်ရောက်တဲ့အချိန်ဒါနလည်းမပြုဘူးသီလလည်းမဆောက်ဘူးဘာသာလည်းမပွားဘူးဆိုတော့တတိထားဖို့ပေါ့အဲ့ဒီခါကျမှသူဒီဒါနပြုဖို့သီလဆောက်ဖို့ဘာဝနာပွားဖို့ကိုတတိရသွားတယ်အဲ့လိုတတိရတဲ့အချိန်ခါကျမှသူကရှင်အနန္ဒာကိုလျှောက်တယ်ဒါဆိုလို့ရှိရင်တပည့်တော်9ရက်9လီဘုရားမရှိတဲ့တန်ခါတော်ရှင်သူမြတ်တွေကိုဆုံးကပ်တော့ရပါရစေဆိုပြီးတော့လျှောက်ထားပြီးတော့နော်ဘုရားရှင်တကွာတန်ခါတော်ရှင်သူမြတ်တွေကို9ရက်9လီဆုံးကပ်လိုက်အဲဒီလို9ရက်9လီဆုံးကပ်လိုက်တယ်ဆုံးကပ်တဲ့ဒါနာကုသိုလ်ကြောင့်အဲဒီလို9ရက်ပြည့်တဲ့နေ့မှာပဲသူဒီနော်ဘုရားရှင်ရဲ့တရားဒေသနာတွေကိုနာယူပြီးတဲ့အခါခုနှစ်ရက်ပြည့်တဲ့အခါမှာပေါ့နော်ဘုရားရှင်ကအနုမောဒနာတရားရှိတယ်အဲ့ဒီလိုရှိတဲ့အခါမှာဘုရားရှင်ရဲ့တရားဒေသနာတော်ဆုံးပြီးတဲ့အဆုံးမှာဆိုလို့ရှိရင်ဘုရားခေါင်းထုတ်တယ်ဆိုပြီးတော့နော်ညီးတွားပြီးတော့အိယာဘောလက်လိုက်ရာကနေပြီးတော့သူကဘဝတစ်ပါးကိုပြောင်းသွားတယ်ဒီခုနှစ်ရက်အတွင်းမှာသူပြုလိုက်တဲ့ကုသိုလ်ကောင်းမှုကြောင့်နော်သူကသူတဏ္ဍာပြည်မှာနတ်သားဖြစ်သွားတယ်ဒါနောက်ဆုံးအချိန်နော်နောက်ဆုံးသူဘဝတစ်ပါးကိုကြောင်းရတော့ပြန်ဆိုတော့တိတဲ့အချိန်မှာသူပြုလုပ်လိုက်တဲ့နော်ဒီတန်တိကဒါနကုသိုလ်ကောင်းမှုကြောင့်သူဒီနော်သူဒီဒါနပြည်မှာနတ်သားဖြစ်သွားရတယ်နောက်ဆုံးခုနှစ်အတွင်းမှာရှာလိုက်တဲ့လောကုတ္တရာစီဝါဖြစ်တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်နော်နတ်သားဖြစ်သွားတယ်တဲ့အဲ့ဒီလိုပါပဲမာဒနာတတိကြီးကိုနော်မာဒနာတတိကြီးကိုဥပမာအကြောင်းပြုပြီးတော့ဒီကာလမှာပေါ့ဒီလိုကောင်းလို့ဒီလည်းပဲလောကီစီဝါဥစ္စာယတနာတွေကိုရှာတယ်လို့လောကုတ္တရာစီဝါဥစ္စာယတနာဖြစ်တဲ့ဒါနကောင်းမှုသီလကောင်းမှုဘာသာကောင်းမှုတွေကိုလည်းပဲနော်ဒီကနေ့နေဦးအာယုမှာကျိုးစားစားရှာဖွေခဲ့ကြပြီပါပြီနောက်မှလည်းပဲနော်ဒီနေ့ကိုအစားပြုပြီးကိုကောင်းမှုတွေနဲ့စတင်ဖွင့်စတင်ပြီးတော့နော်လောကုတ္တရာစီဝါတွေကိုရှာတော့တယ်လို့ပဲနောက်တော့လည်းပဲဒီကဲလို့နော်တဏှိကဒါနဆောင်ဆောင်ခြင်းအစရှိတဲ့ဒါနကုသိုလ်အစရှိတဲ့နော်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုလည်းပဲဆက်လက်ပွားများအားထုတ်နိုင်ပါစေမာဒနာတတိကြီးတို့လည်းမာဒနာတတိကြီးတို့ပဲဦးဇင်းတို့နော်ကုသိုလ်ကောင်းမှုကိုအကြောင်းပြုပြီးတော့မဘုံနိဗ္ဗာန်ကိုမြတ်မောပြုနိုင်တဲ့ဒီတော်ကောင်းပုဂ္ဂိုလ်များဖြစ်ကြပါစေဆိုပြီးတော့ဆန္ဒပြုပြီးတော့နော်ဒီကနေ့လူတိုင်းရတဲ့ဒါနကုသိုလ်စောင့်ကြရတဲ့သီလကုသိုလ်ပွားများရတဲ့ဘာဝနာကုသိုလ်ကောင်းမှုတို့ရဲ့အဆုစုတို့ကိုဒီလိုအမြတ်အတတ်ပေးဝေကြရအောင်နော်ဒီစက်တော့အမြတ်အတတ်ပေးဝေကြအောင်ဒီစက်